ပဋ္ဌာန်းကိုနေရာရွေးပြီးရွတ်တဲ့နေရာမရွေးရွတ်မိပါကအနောက်ရှက်ပေးခံရတယ်ဆိုတာဟုတ်ပါသလားတချို့ပြောကြဆိုကြတာတွေကိုဘုံဘုံလည်းကြားဘူးပါတယ်ကြားရတယ်ပေါ့မှန်ပါဗျာဒါဖြစ်နိုင်တာတခုကတော့ဒီလိုပေါ့ပဋ္ဌာန်းတရားတော်တွေကိုဆန့်ကျင်တဲ့ဘုရားတရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေနေရာမှာရွတ်တယ်ဆိုပါစို့ဒီရွတ်မဲ့ဆိုရင်ဆန့်ကျင်ဘက်တော့ဖြစ်နိုင်တယ်တွေးနိုင်တယ်ပေါ့အနောက်ရှက်ပေးတယ်ဆိုတာအဲ့ဒါမျိုးပေါ့ဥပမာပဋ္ဌာန်းတွေရွတ်နေတယ်ဒီအတန်ချဲဆက်ကြီးနဲ့ရွတ်လို့နားမခံနိုင်လို့ဆန့်ကျင်တဲ့လူတွေရောရှိတာပဲလူတွေမှာမှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါကတော့အတန်ကျဲလို့ဆန့်ကျင်ပဲဖြစ်တယ်ဆိုတာအဓိပ္ပာယ်တစ်ခုပေါ့နော်မှန်ပါဗျာအဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုမကြည်ညိုလို့ဆန့်ကျင်လို့ဘာသာချင်းမတူလို့မုန်းတီးတဲ့ပုဂ္ဂိုလ်တွေကလည်းပဲလူသားကအနှောင့်အယှက်ပေးတာကတစ်မျိုးမှန်ပါဗျာလူတွေမမြင်ရတဲ့တရားတွေထဲမှာလည်းပဲဒီလိုမကြိုက်တဲ့တရားတွေရှိနိုင်တယ်တတ်တယ်ပါတယ်မှန်ပါဗျာမကြိုက်တဲ့တရားတွေကဒါရွတ်ရင်သူတို့အနေထိုင်ခက်တယ်မှန်ပါဗျာစိတ်ဆင်းရဲတယ်ဆိုရင်အနှောင့်အယှက်ပေးနိုင်တယ်ပေါ့မှန်ပါဒါတော့ပေးနိုင်တဲ့အနေထားရှိတယ်ပေါ့မှန်ပါဒါကြောင့်မို့လို့ပဋ္ဌာန်းရွတ်တော့မယ်ဆိုရင်မေတ္တာပို့ပြီးတော့အလုံးလက်ခံနိုင်တော့မေတ္တာစိတ်နဲ့ရွတ်ရင်တော့ပိုကောင်းတယ်ပေါ့နော်မှန်ပါဗျာ